လာပါပြည်သက်ကြီးတို့ခမညာလူတိုင်းဟာဘဝမှာအောင်မြင်ချမ်းသာခြင်းကြတာကြီးပါပဲဒါပေမဲ့ကံတရားဆိုလာကအချိန်ခါနဲ့စနစ်တကျလမ်းညွှန်မှုရှိမှသာလက်စုပ်လက်ကွင်းဖြူနိုင်တာမျိုးပါအခုလာမဲ့မြန်မာနှစ်1388ခုနှစ်ဟာနေနံအားလုံးအတွက်အလှည့်အပြောင်းတွေရှိနေပေမယ့်အထူးသဖြင့်နေနံကုန်းကူအတွက်တော့အခြားသောနေဖွားတွေထက်ကန်စတာအထူးတောက်ပါပြီးထိတ်ဆုံးကအောင်မြင်တော့မဲ့အချိန်ခါကောင်းကိုရောက်ရှိလိုလာပါပြီဒီနေ့နံပိုင်ရှင်တွေဟာဒီနေ့အတွင်းမှာဘယ်အရာကိုပဲလုတ်ကင်ပါစေကံတရားရဲ့ပံ့ပိုးမှုကြောင့်အခက်အခဲမှန်သမျှကြော်လွားပြီးတိတိတသာချမ်းသာကြွယ်ဝလာဖို့ရှိနေပါတယ်ကျွန်တော်ကိုယ်တိုင်လည်းဒီနေ့နံပိုင်ရှင်တွေအတွက်မဖြစ်မနေလှုပ်ဆောင်တဲ့နဲ့ဘဝကိုတဆစ်ချိုးပြောင်းလဲပေးမယ်လူဝက်ချက်တစ်ခုကိုအခုလိုပဲအသေးအချာလမ်းညွှန်ပေးသွားပါမယ်ကဲ1388ခုနှစ်အတွင်းမှာအခြားနေ့ဖွားတွေထက်ကံအထူးကောင်းမွန်လာမယ်နေ့နံ3ခုကတော့အင်္ဂါနေ့ဖွာတနင်္လာနေ့ဖွာနဲ့တောက်ကြနေ့ဖွာတို့ပဲကြပါတယ်ဒီနေ့နံပိုင်ရှင်3မျိုးအသွာဘဝမှာအရင်ကမကြုံဘူးတဲ့ကံထူးမှုတွေပေါ်ပေါက်လာတော့မှာပါအင်္ဂါနေ့ဖွာတွေဆိုရင်မိမိတို့ရဲ့ကံစတာဟာထူးထူးခြားခြားပြန်လဲနိုးထွားလာပြီးဘာလို့အောင်မြင်မှုတွေလက်တွေ့ကြုံရပါလိမ့်မယ်တနင်္လာနေ့ဖွာတွေအဖို့ကတော့မြစ်တာရေးအိမ်တောင်ရေးနဲ့လူမှုရေးကံတွေမှာအနှောင်အဖွဲ့တွေကင်းပြီးတိတိတသာကောင်းမွန်အေးချမ်းလာမှာထက်ပါတယ်တောက်ကြနေဖွားရီဆိုရင်တော့စီးပွားလက်လာပါတွေဟာအရင်ကထက်တိတိတသာပိုမိုတိုးတက်လာပြီးငွေဝင်လက်တွေဝုန်းကနေပွင့်လာတာမျိုးကိုမုတ်ချကြုံတွေ့ရပါလိမ့်မယ်။ဒါကြောင့်ဒီနေ့နံပိုင်ရှင်တွေအနေနဲ့မိမိတို့ရဲ့ကံကောင်းခြင်းတွေကိုပိုမိုခိုင်မြဲစေဖို့နဲ့လက်လာပါတွေကိုဆွဲယူနိုင်ဖို့အတွက်ကျွန်တော်ပေးတဲ့ရရလေးကိုတေချာလေးလောက်ကြည့်ကြဖို့ကြိုးစားကြည့်စေလိုပါတယ်။လောက်ဖို့ကလည်းဘာမှမခက်သလိုအင်မတန်လေးလွယ်ကူပါတယ်။မိမိတို့မွေးခွားတဲ့နေ့ရက်အလိုက်အပတ်စဉ်မနက်6နာရီတီတီကနေ9နာရီခွဲအတွင်းမှာမိမိတို့ကိုးကွယ်ကြည်ညိုတဲ့ဖျားရှင်ကိုစွန့်ကပ်လူတဲ့အခါမှာဒင်းကျင်လေးတစ်ခွက်ကိုပါထည့်သွင်းပြီးအမြဲတမ်းပူဇော်ပေးရမှာဖြစ်ပါတယ်။အင်္ဂါနေ့ဖွာဆိုရင်အင်္ဂါနေ့မနက်တနင်္လာနေ့ဖွာဆိုရင်တနင်္လာနေ့မနက်တောက်ကြနေ့ဖွာဆိုရင်တော့တောက်ကြနေ့မနက်မှာအပတ်စဉ်မပြတ်မကွာလှုပ်ဆောင်ပေးရပါမယ်။ဖျားမှာစွန်းတဲ့ဒင်းကျင်ကတ်လူလို့ဘီစီသွားတဲ့အခါမှာတော့ယနေ့ယခုပြုရသောကုသိုလ်ကောင်းမှုအဖို့ပါကအဝဝါတို့ကိုစနေဂရစ်ကိုအစိုးရသောစနေဂရစ်မင်းနဲ့ကဝဝေနေရပုဂ္ဂိုလ်အပေါင်းတို့ကိုမေတ္တာပို့အမျှဝေပါ၏ဆိုပြီးတေချာလေးအမျှဝေကြည့်ပါဒီရရလေးကိုဇွဲရှိရှိနဲ့9ပတ်မြောက်ဒါမှမဟုတ်10ပတ်တိတိပြည့်မြောက်အောင်လှုပ်ဆောင်ကြည့်ပါဒီကာလတွေပြည့်မြောက်သွားတဲ့အခါမှာတော့ခမည်းတော်ရဲ့ဘဝတွေကိုကံထူးမှုတွေတစ်ခုပြီးတစ်ခုရောက်ရှိလာမှဖြစ်လို့မိမိတို့ဘက်ကတရားတရားလေးအားစိုက်ပြီးလှုပ်ကြည့်ကြဟိုကိုကျွန်တော်ကတိုက်တွန်းလိုပါတယ်အင်္ဂါတနင်္လာတောက်ကြနေ့ဖွာပြေးခကြီးအားလုံး1388ခုနှစ်အတွင်းမှာစီးစိမ်ဥစ္စာတွေတိုးပွားပြီးကြိတ်ကြိတ်တက်ချမ်းသာကြွယ်ဝကြပါစေခင်ဗျာအားလုံးပဲကျေးဇူးတင်ပါတယ်